အလုံးအင်တာဗျူးကိုဘယ်လိုအထားကြဖြေကြမလဲအင်တာဗျူးမှာမေးတာတွေကိုအဖြေမှန်အောင်ဖြေတတ်တာနဲ့အလုပ်ရပြီလို့ထင်နေသေးလားတကယ်တော့အင်တာဗျူဝါကတင်းရဲ့အဖြေကိုပဲနားထောင်နေတာမဟုတ်ပါဘူးတင်းဘယ်လိုစဉ်းစားတယ်ဘယ်လိုပြောတယ်ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းတယ်ဆိုတာကိုပါကြည့်နေတာပါဒါကြောင့်ဒီနေ့အင်တာဗျူးမှာမေးခွန်းတွေကိုအထားကြ professional ကြနဲ့ smart ဖြစ်အောင်ဖြေနိုင်ဖို့နည်းလမ်း၅ခုကိုပြောပြပေးသွားပါမယ်နောက်ဆုံးမှလည်းအင်တာဗျူးမှာမေးလေးရှိတဲ့မေးခွန်းတစ်ခုကိုဘယ်လိုမျိုးဖြေရင်ပိုကောင်းမလဲဆိုတာဥပမာနဲ့ပြပေးသွားပါမယ်။ဒါဆိုရင်စလိုက်ရအောင်။ပထမဆုံးအချက်ကအဖြေကိုချက်ချင်းတန်းမဖြေပါနဲ့။တခါတလေအင်တာဗျူဝါကမေးခွန်းမေးလိုက်တာနဲ့ပဲဟုတ်တယ်မဟုတ်ဘူးဒီလိုတော့ထင်တယ်ဆိုပြီးချက်ချင်းဖြေဖို့ကြိုးစားတတ်ကြတယ်။ဒါပေမဲ့ professional ဖြစ်တဲ့သူတွေကမေးခွန်းကိုအရင်နားလည်အောင်လုပ်ပါတယ်။ဥပမာအလုံးမှာတင်ကြုံတွေ့ခဲ့တဲ့စိန်ခေါ်မှုတစ်ခုအကြောင်းပြောပြပါဆိုရင်တကယ်တော့ငါ့ကိုတကယ်စိန်ခေါ်မှုဖြစ်စေခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိခဲ့တယ်လို့အစပြုပြီးတော့မှဖြေကိုဖြေလို့ရပါတယ်။ဒါကြောင့်အင်တာဗျူးမှာအချိန်ခဏလောက်ရပ်လိုက်ရတာကိုမကြောက်ပါနဲ့။ခဏရပ်လိုက်ရတာကမသိလို့မဟုတ်ပါဘူး။စကားမပြောခင်အရင်စဉ်းစားပါဆိုတဲ့အတိုင်း professional ကြတဲ့အလေးအကျင့်ပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့အရန်ပဲအရေးကြီးပါတယ်။အင်တာဗျူးမှာကိုဘာတွေလုပ်ခဲ့လဲဆိုတာကိုပဲမပြောပါနဲ့။ဘာ result ရခဲ့လဲဆိုတာကိုပါပြောပြပါ။ဥပမာငါဈေးရောင်းရတယ်ဆိုရင်ကိုယ့်ရဲ့တာဝန်ကိုပဲပြောတာပါ။ဒါထက်ငါကလက်လီလက်ကားအယောင်တာဝန်ကိုယူထားရတယ်။လာတိုင်းလေ sales target တွေထိပြီးတော့တစ်ခါကဆိုရင် target ကိုကျော်ပြီးသိန်းထောင်ချီဖို့အထိရောင်းနိုင်ခဲ့တယ်လို့ပြောလိုက်ရင်ကိုလုပ်ခဲ့တာနဲ့ impact ကိုပါပြသနိုင်ပါတယ်။အကောင်းဆုံးကတော့ result ကိုခံမှန်းခြေကိန်းဂဏန်းတစ်ခုနဲ့ပြနိုင်ရင်ပိုကောင်းပါတယ်။ဒါဆို interviewer ကတင်းရဲ့အတွေ့အကြုံကိုပိုပြီးမြင်သာအောင်လုပ်လို့ရသွားပြီ။ဒါကြောင့် interview မဝင်ခင်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြန်စဉ်းစားတဲ့အခါငါဘာတွေလုပ်ခဲ့လဲ။ဘာ result တွေရခဲ့လဲ။ဘာတွေသင်ယူခဲ့လဲဆိုပြီးကြိုးစဉ်းစားထားပါ။တတိယတစ်ခုက interview မှာအမြဲလိုပါလာတတ်တဲ့တင်းရဲ့အားနည်းချက်ကဘာလဲဆိုတဲ့မေးခွန်းပါဒီမေးခွန်းကိုကြားတာနဲ့ငါကအရန်ပြေဆုံးခြင်းလို့လဲဆိုပြီးဖြေတာကိုရပ်လိုက်ပါဘာလို့လဲဆိုတော့ interviewer တွေကဒီအဖြေကိုအရန်ကြားဘူးနေပြီးပါပြီအဲ့ဒီအစားကိုယ့်ရဲ့တကယ်အားနည်းချက်ဒီအားနည်းချက်ကိုဘလို့တိုးတက်အောင်လုပ်နေတယ်ဆိုတဲ့ပုံစံနဲ့ဖြေပြီးပါဥပမာငါကအရေးကြီးကိစ္စတစ်ခုလုပ်เสียရှိတဲ့အခါစိတ်လှုပ်ရှားတတ်တယ်ဒါကြောင့်နောက်ပိုင်းဒါကိုသတိထားမိလာတော့အဲ့လိုအရေးကြီးကိစ္စတွေလုပ်ရတော့မယ်ဆိုရင်ထက်ခါကြိုတင်ပြင်ဆင်လေးရှိပါတယ်ဆိုတာမျိုးဖြေပါကိုအားနည်းချက်ကိုလည်းဝန်ခံထားတယ်ဒါပေမဲ့အဲ့ဒီအားနည်းချက်ကိုဒီအတိုင်းထားမထားပဲဘလို့တိုးတက်အောင်လုပ်နေတယ်ဆိုတာကိုပါပြထားတယ်အင်တာဗျူးမှာပြည့်စုံနေဖို့မလိုပါဘူး self awareness ရှိပြီးတိုးတက်အောင်လုပ်နေတဲ့သူဖြစ်ကြောင်းပြနိုင်ဖို့ပဲလိုအပ်ပါတယ်နောက်တစ်ခုကတော့အင်တာဗျူးမှာမသိတဲ့မေးခွန်းတစ်ခုမေးလိုက်ရင်ဘယ်လိုလုပ်မလဲအရန်အရေးကြီးပါတယ်မသိတာကိုသိတယ်လို့မပြောပါနဲ့ဒါပေမဲ့ငါမသိဘူးဆိုပြီးတခွန်းနဲ့လည်းမရက်လိုက်ပါနဲ့အဲ့ဒီအစားငါမှဒီလိုအတွေ့အကြုံအခွင့်အလမ်းမျိုးတော့မရှိခဲ့ဘူးဒါပေမဲ့ဒါမျိုးအတွေ့အကြုံအခွင့်အလမ်းတော့ရှိခဲ့တယ်မင်းပြောတဲ့အကြောင်းအရာကိုတကယ်စိတ်ဝင်စားပြီးတော့အခွင့်အရေးရရင်တော့သင်ယူချင်ပါတယ်လို့ပြောနိုင်ပါတယ်ဒါကမသိတာကိုဖုံးကွယ်တာမဟုတ်ပါဘူးကိုမှရှိတဲ့ knowledge ကိုဖော်ပြပြီး learning mindset ကိုပါပြသတာပါအထူးသဖြင့် junior position တွေအတွက်ဆိုရင် interviewer တွေကဒီလူကအခုပါသိလဲဆိုတာလည်းမကပဲဒီလူကိုသင်ပေးရင်မြန်တက်မလားဆိုတာကိုလည်းကြည့်ကြပါတယ်နောက်ဆုံးတစ်ခုကတော့ interview အဆုံးမှာမေးတတ်တဲ့သင်မှာမေးစရာမေးခွန်းရှိလားဆိုတဲ့မေးခွန်းပါဒီနေရာမှာဘာမှမေးစရာမရှိပါဘူးဆိုပြီးသွားတာတက်ကိုစိတ်ဝင်စားကြောင်းဖော်ပြနိုင်တဲ့မေးခွန်းတစ်ခုကိုကြိုတင်ပြင်ဆင်ထားပါဥပမာတကယ်လို့ငါဒီ position ကိုရခဲ့မယ်ဆိုရင်ဘာတွေသင်ယူလို့ရနိုင်မလဲငါကိုဘာတွေတိုးတက်လာစေနိုင်မလဲဒီလိုမေးခွန်းကအရန်ကောင်းပါတယ်ဘာလို့လဲဆိုတော့ကိုက salary တစ်ခုရဲ့အတွက်အလုပ်ရှာနေတာမဟုတ်ပဲဒီ role မှာဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာကိုစိတ်ဝင်စားကြောင်းဖော်ပြလို့ပါကဲဒါဆိုရင် interview မှာမေးလေးရှိတဲ့သင်အကြောင်းလေးပြောပြပေးပါဆိုရဲမေးခွန်းမေးလိုက်ရင်ရောဘယ်လိုလုပ်ကြမလဲဒီမေးခွန်းမေးလိုက်ရင်လူတော်တော်များများကကိုယ့်ရဲ့ life story ကိုတောင်းစင်ရင်မရပြောတတ်ကြတယ်
ဥပမာကျမကဒီမှာမွေးတယ်ဒီကျောင်းမှာတက်တယ်ဆိုတာမျိုးပြောဖို့မလိုပါဘူးအင်တာဗျူဝါကသင်ရဲ့ဘဝဇာတ်ကြောင်းကိုမေးနေတာလည်းမဟုတ်ပါဘူးဒီမေးခွန်းကိုလက်ရှိအတိတ်အနာဂတ်ပုံစံနဲ့ဖြေလို့ရတယ်ဥပမာလက်ရှိမှာ sales staff အနေနဲ့လုပ်ကိုင်နေပြီး customer ရဲ့လိုအပ်ချက်ကိုနားလည်အောင်ကူညီပေးနေတာနဲ့ sales target တွေပြည့်မီအောင်လုပ်နေတယ်။ဒီလုပ်ကနေ communication, customer service နဲ့ problem solving skill တွေတိုးတက်လာတယ်။အခုတော့ကိုယ့်ရဲ့ sales experience ကိုအသုံးချပြီး company ရဲ့ business ကိုအထောက်အကူပြုနိုင်မဲ့အခွင့်အလမ်းမျိုးရှာဖွေနေပါတယ်။ဒီလိုမျိုးဖြည့်ရင်ကိုအခုဘာလုပ်နေတယ်ဘယ်လို experience ရှိတယ်ဒီအလုပ်ကိုဘာကြောင့်လာလျှောက်တယ်ဆိုတာတခါတည်းရှင်းသွားပါတယ်။ဒါကအင်တာဗျူးမှာကိုယ့်ရဲ့ story ကိုပြောတာမဟုတ်ပဲ professional introduction ပေးတာဖြစ်ပါတယ်။ဒါကြောင့်အင်တာဗျူးမှာအထာကျကျဖြေတယ်ဆိုတာ fancy English တွေအများကြီးသုံးနေတာမဟုတ်ပါဘူး။ clear ဖြစ်ရမယ်။ကိုယ့်ရဲ့အတွေ့အကြုံကို result နဲ့ပြနိုင်ရမယ်။ကိုယ့်အားနည်းချက်ကိုသိရမယ်။မသိတာကို smart ကျကျ handle လုပ်တတ်ရမယ်။ပြီးတော့ကိုလျှောက်တဲ့ role ကိုတကယ်စိတ်ဝင်စားကြောင်းပြနိုင်ရပါမယ်။ interview ဆိုတာစာမေးပွဲမဟုတ်ပါဘူး။ကိုကဒီ role အတွက်ဘယ်လို value ယူလာပေးနိုင်လဲဆိုတာကိုပြတဲ့အခွင့်အလမ်းတစ်ခုပါ။ဒီလိုမျိုး career နဲ့ personal development အကြောင်းတွေကိုလက်တွေ့အသုံးချလို့ရအောင်ဆက်ပြီးလဲမျှဝေသွားမှာမို့ Grow Together with Arena မှာအတူတူလေ့လာပြီးတော့တိုးတက်အောင်လုပ်ကြမယ်နော်။ See you later ပါ။